အားလုံးပဲမင်္ဂလာပါဒီနေ့ဟီလီလေးရဲ့ပချီကျောင်းက certificate ပေးပွဲနဲ့ပချီပြပွဲကိုသစလို့သွားနေပါတယ်အဲ့ဒီပြပွဲမှာဟီလီလေးကိုယ်တိုင်ဆွဲထားတဲ့ပချီကားတစ်ချက်လဲပါမှာပေါ့နော်သစတော့တစ်ခါမှမတွေ့ရသေးဘူးသူကအကြောင်းကနေပြီးတော့ဆွဲပြီးတော့ပချီပြပွဲကိုတစ်ခါလဲပို့လိုက်တာဆိုတော့ဒီနေ့မှတွေ့ရမှာပေါ့နော်အဲ့တော့သစလို့နဲ့တူတူသွားကြည့်ရအောင်နော်ပချီပြပွဲကတော့ Novotel ရဲ့အပေါ်ထပ်မှာလောက်ပါတယ်ပွဲရောက်တာနဲ့ဟီလီလေးကအရန်စိတ်လှုပ်ရှားနေရပါတော့ပွဲထဲမှာအရင်ဆုံးသဆုတို့ပချီကားတွေလိုက်ကြည့်ကြတယ်ပချီကားတစ်ချက်ချင်းစီတိုင်းကအရန်လှပါတယ်ဟီလီဆွဲထားတဲ့ပချီကားလေးတော့မတွေ့သေးဘူးပေါ့နော်ဟီလီ certificate ယူဖို့အတွက် register အရင်လုပ်ပါတယ်ပြီးတာနဲ့သူ့ကြောင်ကတငယ်ချင်းနဲ့တွေ့တော့စကားတွေပြောကြနှုတ်ဆက်ကြနဲ့ပြောနေတာပေါ့နော်ဟီလီဆွဲထားတဲ့ပချီကားတွေ့ပါပြီအရန်ချစ်ဖို့ကောင်းပါတယ်ဖဖ fake character လေးနဲ့ဆွဲထားတာပါအောက်မှာလည်းသူ့ရဲ့နာမည်ဟီလီထွန်းဆိုပြီးမှတက်ထားပေးတယ်ဟီလီလေးကတော့သူဘလို့ဆွဲခဲ့တယ်ဆိုတဲ့အသေးစိတ်ကိုအမေကိုရှင်းပြနေတာပါပြပွဲမှာပြထားတဲ့ပချီကားတွေကအတန်း level အသီးသီးကလေးတွေဆွဲထားတာဖြစ်တဲ့အတွက်တချို့ပချီကားတွေဆိုလို့ရှိရင်အင်မတန်မှလက်ရမြောက်ပါတယ်ဟီလီကတော့အယုတ်ပုံတူတွေစဆွဲနေပါပြီဒါသူစူးစမ်းပြီးဆွဲထားတဲ့သူ့ရဲ့ပချီကားပါအခုကဟီလီလေးစင်မော်မှာ certificate တက်ယူဖို့အောက်မှာအစင်းနဲ့စောင့်နေပါပြီဟီလီလေးကအခု starter level ပြီးသွားလို့ရခဲ့တာပါဟီလီကတော့ပွဲမှာတငယ်ချင်းတယောက်တွေ့လိုက်သူ့ပချီကားပြလိုက်နဲ့ပြောနေပါတယ်ပချီကျောင်းကဆရာတွေကကလေးတွေကိုယ်တိုင်ဆွဲထားတဲ့ပချီကားတွေကိုမေမေဖေဖေတွေကပြန်ဝယ်လို့ရတယ်ဆိုလို့ဟီလီလေးနာကနေပြီးတော့ပချီကားကိုပြန်ဝယ်ခဲ့ပါတယ်ဒါကတော့သူ့ပချီကားရောင်းရလို့ပြောနေတဲ့ရုပ်ပေါ့နော်သူ့ပချီကားသူတစ်စိမ့်စိမ့်ကြည့်ရင်ရှင်းပြရင်လည်းကျေနပ်နေပါတယ်တဆူတို့လည်းပွဲထဲမှာပချီကားတွေအားလုံးကြည့်ပြီးပြီဆိုတော့ပြန်လိုက်ပါအောင်မယ်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြမယ်နော်ဘိုင်ဘိုင်